ရောက်ပြီနော်ရောက်ပြီဘာတွေရောက်နေတာလဲဆိုတာတစ်ချက်လိုက်ပြပေးမယ်ဒီမှာဒါမျိုးလူတူပေါက်တွေဒါမျိုးရှစ်လက်မပေါက်တွေပြီးကြလို့ရှိရင်ဒီမှာဒါမျိုးတွေမိုက်ပါတာတွေရှိမဲ့ဒါ3လက်မတွေ3လက်မပေါက်တွေအပြင်မှာနောက်ထပ်ဒီမှာမရှိတာတွေကိုအရန်မေးများလို့ရှိအောင်တင်ပေးလိုက်ပြီဒီမှာကြည့်လုံးဝဒီဇိုင်းပိုင်းအကောင်အစုံမိုက်ပါတာတွေရှိမယ်အကောင်လုံးကမိုက်တွေပါမယ်ဒီမှာဒီကောင်လေးတွေဆိုရင်နော်ကဲမိုက်ကိုမှဒီလိုမျိုးမိုက်တစ်လုံးနဲ့ပါတာရှိမယ်ကဲဒါမျိုးမိုက်နှလုံးပါတာရှိမယ်ဒီကောင်လေးဆိုအရန်မိုက်တယ်ဒီမှာကြည့်လုံးဝနော် fashion ရောအတန်ထွက်ကလည်း share ပဲဒီမှာမိုက်ကလည်းနှလုံးတောင်ပါရှိအောင်ပါကဲဒီမှာဒီကောင်လေးဆို solar ပါမယ်မီးပါမယ်လူတူပါဝယ်ပြီးတော့အကုန်သုံးလို့ရမယ်ဒီမှာကြည့်ဒါတွေဒီမင်းလားဆိုတော့မဟုတ်ဘူးနော်ဒီဘက်မှာတွေရှိသေးတယ်ဒီမှာဒီကောင်ကြီးတွေရှိမယ်ပြီးကြလို့ရှိရင်ဒီမှာဒါမျိုးဒီဇိုင်းစုံစိတ်ကြိုက်ရွေးဝယ်လို့ရတယ်ဒီမှာနော်အကုန်တင်ပေးထားပြီးမရှိတဲ့အချိန်မှာရှိသေးလားအရန်အမေးများတော့အခုလိုရှိတဲ့အချိန်မှာလာဝယ်ပါ stock ကအများကြီးမရှိဘူးဒီမှာပြထားတဲ့ဟာလေးပဲရှိတယ်ဒီကောင်လေးပဲရှိမယ်ပထမဆုံးဝယ်ယူမှသာလက်ဦးစွာအမြန်ဆုံးဝယ်ယူမှသာရမယ်ကဲနောက်ထပ်ရှိသေးလားဆိုတော့ရှိသေးတယ်ထပ်ပြပေးဒီမယ်နော်ဒါမျိုးတွေဒါမျိုးအပြည့်ဖြည့်ထားပေးတယ်အဲ့ဒီအမြုံမှာအဲ့ဒါလေးတွေမဟုတ်ဘူးဒီမှာဒါမျိုးဘရိုကထွက်ထားတဲ့နှစ်ထပ်တွေရှိမယ်ပြီးကြလို့ရှိရင်ဒီမှာ12လက်မအလုံးတွေရှိမယ်ကဲကြိုက်တဲ့ဟာတော့စိတ်ကြိုက်လာရွေးပြီးဝယ်နော်အများကြီးမရှိဘူးအမြန်ဆုံးလာဝယ်ပစ္စည်းတွေကကုန်တာအမြန်နဲ့တစ်ခါပြန်ရောက်ဖို့ဆိုရင်4 5 6လတိစောင့်ရတယ်အဲ့ဒီတော့ကြောင့်မလို့အမြန်ဆုံးဝယ်ယူမှသာရမယ်ရှိတုံးမှသာလာဝယ်ပါခင်ဗျာအခုချိန်မှာကဈေးနှုန်းချိုတာနဲ့ရောင်းချပေးနေတာဒီကောင်တွေကုန်သွားလို့နောက်ထပ်ပြန်ဝင်မယ်ပြန်ရကျင်တယ်ဆိုရင်တော့မှဒီဈေးတွေနဲ့မရတော့ဘူးဒီထက်ပိုပြီးတော့ဈေးတွေကတက်သွားတော့မှာခင်ဗျအဲ့ဒါကြောင့်မလို့ဈေးနှုန်းချိုတာတော့အမြန်ဆုံးသာလာဝယ်ပစ္စည်းရောက်တုံးမှအမြန်ဆုံးလာဝယ်မှသာရပါမယ်ခင်ဗျာ